Crowd Traffic Monitor စနစ်သည်ကားပါကင်မှနောက်ပြန်ဆုတ်သည့်အချိန်တွင်ယာဉ်မောင်းသူ၏မြင်ကွင်းကိုပုံမရှင်းလင်းစေရန်ကူညီပေးမယ်ယာဉ်မောင်းထောက်ကူပြုစနစ်တစ်ခုဖြစ်ပြီးဆက်နှိုးထားပြီး Crowd Traffic Monitor စနစ်ကိုဖွင့်ထားချိန်တွင် Reverse Gear ဖြင့်3 မိုင်per hour သို့မဟုတ်ပိုနည်းသောအမြန်နှုန်းဖြင့်ကားနောက်ဆုံးနေချိန်တွင် Crowd Traffic Monitor စနစ်အလုပ်လုပ်မှာပဲဖြစ်ပါတယ် Crowd Traffic Monitor စနစ်အဖွင့်အပိတ်ကို Rear View Camera Display အောက်ခြေရှိ Crowd Traffic Monitor icon ကိုနှိပ်၍အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပြီးရှင်းနောက်ဘက်ဘယ်ညာထောက်များမှချင်းကပ်လာသော10 မိုင်per hour နှင့်60 မိုင်per hour ကြားအမြန်နှုန်းရှိသည့်ယာဉ်များကိုအာရုံခံမိပါကအချက်ပေးတံနှင့်အတူ Rear View Camera Display တွင်ပြသသတိပေးမှာပဲဖြစ်ပါတယ် Crowd Traffic Monitor စနစ်သည်ယာဉ်၏နောက်ဘက်တက်မှလာနေသည့်ယာဉ်များကိုအာရုံခံအချက်ပေးခြင်းပြုလုပ်မှာမဟုတ်ဘဲလမ်းသွားလမ်းလာများစပိန်များနှင့်တည်ငြိမ်နေသည့်အရာဝတ္ထုပစ္စည်းများကိုအချက်ပြပေးမှာမဟုတ်ပါဘူးရှင်ဒါအပြင်နောက်ပံပါတောင်းပံများတွင်နှင်းရင်ငွေ့ရွှွန့်ဖုံနှင့်အညစ်အကြေးများဖုံးအုပ်နေသည့်အခြေအနေများရာသီဥတုဆိုးရွားသည့်အခြေအနေများနှင့်ဂုံးတက်ကဲ့သို့တပြေးညီမဟုတ်သည့်အနေအထားများတွင် Crowd Traffic Monitor စနစ်အလုံးလုံးနိုင်မည်မဟုတ်သည်ကိုသိရှိသတိထားတင်ပါတယ်ရှင်